အားလုံးပဲမင်္ဂလာပါဒီတစ်ခါမျှဝေပေးချင်တာကတော့ shopping ဈေးဝယ်ထွက်မယ်ဆိုရင်ဘယ်လိုမျိုးငွေချေမလဲငွေချေလို့ရတဲ့နည်းလမ်းတွေရှိပါတယ် credit card ဒါနဲ့ချေလို့ရမယ်ဒါမှမဟုတ်လို့ရှိရင် mobile banking ပေါ့နော်ဒါနဲ့ချေလို့ရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီဘက်ခေတ်မှာ pay ပေါ့နော်QR scan နေနဲ့ရှင်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အလွယ်ဆုံးနဲ့အချိန်ကြာဆုံးသုံးခဲ့ရတော့ cash ငွေသားနဲ့ရှင်းလို့ရတယ်ပေါ့အဲ့တော့ဒီမှာကျွန်တော်ပြောချင်တာ cash နဲ့ရှင်းမယ်ဆိုရင်ဘယ်လိုပြောရလဲ example လေးပြရပါမယ်နော် I prefer to pay by cash မှန်တယ်လို့ရှိပါတယ်နော် by cash ကဒါပေမဲ့တကယ်ပြောရမှာက I prefer to pay in cash လို့ပြောမှာပါဒါဆိုရင်မေးစရာရှိတာကဘာဖြစ်လို့ buying cash မသုံးမဲနဲ့ in cash သုံးလဲပြောရင်သူ့အတွဲနဲ့သူပုံတင်မှတ်ရပါတယ်သူ့အတွဲနဲ့သူပုံတင်မှတ်တဲ့ကောင်ကို collocations လို့ခေါ်ပါတယ်ရှေ့ကသင်ခန်းစာတွေမှာလည်းပြောပြခဲ့ပါတယ်နောက်ထပ်သင်ခန်းစာလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်